အားလုံးမင်္ဂလာပါ Maths Guide MM မှာကြည့်ကြပါရစေ။ဒီသင်ခန်းစာတော့ Grade 8 Maths 1အခန်း4ခေါင်းစဉ်က 4.6.3 နဲ့လေ့ကျင့်ခန်း 4.8 ကိုလေ့လာပါမယ်။ 4.6.3 မှာလေ့လာမယ့်သင်ခန်းစာကမထက်ကိန်းပါတဲ့ကိန်းတန်းတွေကိုစစ်စစ်ကအမြောက်လေးနဲ့ဘယ်လိုစာဝင်ခွဲကြမလဲဆိုတာကိုလေ့လာမှာပါ။ 4.6.2 မှာမထက်ကိန်းပါတဲ့ကိန်းတန်း a² + bx + c ကိုစာဝင်ခွဲခဲ့ပြီးတော့ပြီ။ 4.6.2 မှာသုံးခဲ့တဲ့နီလန်အပြင်ဒီသင်ခန်းစာမှာသုံးမဲ့စစ်စစ်ကမြောက်လေးကိုလည်းသုံးပြီးတော့လည်းစာဝင်ခွဲလို့ရတယ်။ပြီးတော့တဲ့ကိန်းတန်း a² + bx + c ကိုစာဝင်ခွဲလိုက်တဲ့အခါမှာ px + q တကွင်း rx + s တကွင်းရတယ်။နှစ်ကွင်းကိုပြန်မြောက်လို့ရှိရင်ပင်းကိန်းတန်းကိုပြန်ရမယ်။ဒီကွင်းတစ်ခုကိုမြောက်လိုက်တယ်။ဖြန့်ဝေရပုံစံနဲ့ px ကိုအနောက်ကကွင်းရရှိတဲ့ကိန်းတွေနဲ့မြောက်မယ်။ q ကိုလည်းနောက်ကွင်းတွေကကိန်းနဲ့မြောက်တယ်။မြောက်တဲ့အခါမှာဒီလိုပုံစံနဲ့ဖြစ်လာတယ်။ဒီလိုဖြန့်ဝဲပုံစံနဲ့မမြောက်ဘဲနဲ့ကက်လက်ဖြတ်မြောက်နည်းနဲ့မြောက်ရင်လေဒီဖြူပြန်ရတယ်။ကက်လက်ဖြတ်မြောက်နည်းတို့ချက်ချက်ကမြောက်နည်းမှာကိန်းတွေကိုဘယ်လိုနေရာချမလဲ။ပထမကွင်းက px + q ဒါလေးကိုကက်လက်ဖြတ်ချရေးလိုက်တယ် px + q rx + s ကိုကြတော့ကိန်းလုံးတစ်ခုစီအောက်မှာချရေးလိုက်တယ်။ချက်ချက်ကမြောက်မယ်။ဒါကတော့ပထမကွင်းပေါ့နော်။ပထမကွင်းမှာရှိတဲ့ပထမကိန်းလုံးဒုတိယကွင်းမှာရှိဒုတိယကိန်းလုံးမြောက်မယ်။မြောက်လို့ရတဲ့ဖြေကိုညာဘက်ချက်မှာချရေးမယ်ဒုတိယကွင်းမှာရှိပထမကိန်းလုံးနဲ့ပထမကွင်းမှာရှိဒုတိယကိန်းလုံးနဲ့ပြန်မြောက်မယ်ချက်ချက်ကပုံစံဖြစ်သွားပြီသူ့ရဲ့ဖြေကိုလည်းဒီဘက်ချက်မှာရေးမယ်ဒီဘယ်နဲ့ညာနှစ်ခုကိုမြင်းလေးတစ်ခုနဲ့ပိုင်းထားတယ်မြင်းဘက်ဘက်ချမ်းကကိန်းလုံးကဒေါင်လိုက်မြောက်ရမယ်မြင်းရဲ့ညာဘက်ချက်မှာကျတော့ချက်ချက်ကမြောက်လို့ရတဲ့အဖြေဟုတ်တယ်နော်ဒီအဖြေတွေကိုပေါင်းရမယ်px နဲ့ rx နဲ့မြောက်ရင်px * rx ဒီကွင်းလေး q * s က qs ဒီဘက်ချမ်းမှာကျတော့ချက်ချက်ကမြောက်လို့ရတဲ့အဖြေနှစ်ခုကိုပေါင်းတယ်ပေါင်းတဲ့အခါမှာ x ကပုံပါတဲ့အခါကျတော့ rq + ps * x ဒီဘောပုံစံတိုင်းပြန်ရမယ်ဒီအောက်ကအဖြေရဖို့ဟာဆိုတာကဒီပေါ်မှာကနဖြစ်တော့တဲ့ green တ green ဒီအောက်မှာကတ green နှစ်ကွင်းရှိတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ချက်ချက်ကမြောက်ချင်းရဲ့နေရာထားတဲ့ပုံစံလေးကိုနားလည်ပဲထင်ပါတယ်ပို့ပြီးမြင်တာအောင်ဥပမာနဲ့တွေ့ကြည့်အောင်ဥပမာတစ်က 2x² + 9x + 10ကိုစောင့်ခင်ခွဲမယ် ax² + bx + c နဲ့လိုက်ရှင်းမယ်ဆိုရင် a က1မဟုတ်တဲ့ကိန်းတစ်လုံး2ဖြစ်လာမယ်ဥပမာတစ်ကိုမတွားခင်မှာ a က1ဖြစ်တဲ့ညံကိုချက်ချက်ကနီးတဲ့အရင်ဆုံးတွေ့ကြည့်အောင်ဒါလေးကတော့ exercise 4.8 ရဲ့ပုံစံလေးတစ်ခုပေါ့နော်ax² + bx + c ဆိုတဲ့ထပ်ကိန်းနဲ့လိုက်ရှင်းမယ်ဆိုရင် a က1ဒါလေးကိုချက်ချက်ကမြောက်ရင်ဘယ်လိုမြောက်အောင်လဲဆိုကြည့်ကြည့်အောင်အရှိမထွက်ခဲ့တော့က c ကိုစောင်းကိန်းခွဲတယ်မြောက်ဖို့ကိန်းက1မဟုတ်တဲ့ကိန်းပါလာလို့ရှိရင်ဒီမှာရှိတဲ့ a နဲ့ c နဲ့မြောက်ပြီးတော့စောင်းကိန်းခွဲတယ်အခုဒီမှာကျတော့ချက်ချက်ကမြောက်ဖြစ်တဲ့ဖြစ်ကြမလို့ ax² မှာရှိတဲ့ကိန်းကိုလည်းစောင်းကိန်းခွဲရမယ်ဒီမှာရှိတဲ့ c ကိုလည်းစောင်းကိန်းခွဲပြီးတော့နေရာချပေးရမယ် x² ဖြစ်ဖို့အတွက်က x * x 121ကိုစောင်းကိန်းခွဲမယ်ဆိုရင်ကိန်းလုံးတစ်ခုထွက်လာမယ်ဒီမှာရှိတဲ့ကိန်းလုံးအလုံးအပေါင်းကိန်းဖြစ်တဲ့ကြောင့်မလို့121ရဲ့စောင်းကိန်းတစ်ခုလုံးကလည်းအပေါင်းဖြစ်မယ်121ဆိုတာက11 * 11ဒီမှာ11 * 11ဒါလေးတွေအပေါင်းကိန်းဆိုတော့အပေါင်းရေးမယ်ချက်ချက်ကမြောက်မယ်ဆိုရင်အပေါ်ကကိန်းလုံးတစ်ခုဂွင်းတစ်ခုတတ်မှတ်မယ်အောက်ကကိန်းလုံးတစ်ခုဂွင်းတစ်ခုတတ်မှတ်မယ်အပေါ်ကဂွင်းမှာရှိတဲ့ပထမကိန်းနဲ့ဒီဘက်ချက်ချက်ကမှာရှိတဲ့ဒုတိယကိန်းမြောက်တယ်မြောက်လို့ရတဲ့ဖြေကိုဒီမြင့်ညာဘက်ချက်မှာရေးမယ်ဒါဆို 11x ဒုတိယကွင်းမှာရှိတဲ့ပထမကိန်းလုံးနဲ့ပထမကွင်းမှာရှိတဲ့ဒုတိယကိန်းလုံးမြောက်တယ်မြောက်တော့လေအဖြေကဘယ်ချက်ညာဘက်ချက်မှာ 11x ဒီဘက်ကမြောက်လို့ရတဲ့အဖြေတစ်ခုကိုပေါင်းပေးရမယ်ပေါင်းတဲ့အခါမှာအဖြေက +22x ရတယ် 22x ကဒီမှာရှိတဲ့ပေးထားတဲ့ကိန်းတန်းရဲ့ဒုတိယကိန်းနဲ့ကိုက်ညီတယ်အဲ့လိုကိုက်ညီမှာဒီမှာခွဲထားတဲ့စာဝတ်ကိန်းကမှန်တာပေါ့နော်မကိုက်ညီဘူးဆိုရင်စာဝတ်ကိန်းရဲ့နေရာကိုပြန်ရွှေ့ပေးရမယ်ဒါမှမဟုတ်ရှင်ချောင်းစာဝတ်ကိန်းရဲ့ကိန်းတွဲတွေကိုပြန်ပြောင်းပေးရမယ်မြင်းရဲ့ဘက်ဘက်ချက်မှာရှိတဲ့ကိန်းလုံးကအပေါ်အောက်ဟာတောင်းလိုက်မြောက်ထားတာဖြစ်တယ် x * x က a² 11 * 11က +121ပေးထားတဲ့ကိန်းတန်း a² +22x +121နဲ့ကိုက်ညီတယ်ဒီကိန်းတန်းရဲ့စောက်ကိန်းအဖြေကိုယူတဲ့အခါမှာကက်လန့်ဖြက်ကိန်းတွဲကိုယူပေးရမယ်ဒီမှာ green တစ်ခု
ဒီအောက်မှာ green တစ်ခုယူမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်တော့နေရာချပုံနဲ့စာခွဲကိန်း green တစ်ခုထုတ်ပုံလေးကိုနားလည်မှထင်ပါတယ်အဲ့ဆိုပေးထားတဲ့နှစ်ထပ်ကိန်းတန်း x square plus 22x plus 121ရဲ့စာခွဲကိန်းဖြေက x plus 11 into x plus 11x plus 11နဲ့တစ်ခုဖြစ်တဲ့ကြောင့်မလို့ဒါလေးကိုပေါင်းရေးမယ်ဆိုရင် x plus 11 the whole square ဆိုတဲ့အဖြေရမယ်ဟုတ်ပြီနော်ဒါကတော့ဥပမာတစ်ကမတွားခင်မှာ a 1ဖြစ်တဲ့ကိန်းတန်းလေးကိုအယူဆုံးနေရာထားပုံနဲ့စဉ်းစားပုံလေးကိုပြတာပါဒါနားလည်နေဆိုရင်ဥပမာတစ်လေးကိုဆက်တွားကြမယ်နော်ဥပမာတစ်က 2a square plus 9x plus 10 a square မှာ a က2ဒီမှာ c က10 bx က plus 9x 2a square ကိုလည်းကိန်းနှလုံးဖြစ်အောင်ခွဲမယ်10ကိုလည်းခွဲမယ်2a square ဆိုတာကတော့ 2x into x 10ဆိုတာကတော့အစောကိန်းကဘယ်နှမျိုးရမလဲဒီမှာအလုံးကအပေါင်းကိန်းဖြစ်တဲ့ကြောင့်မလို့10ရဲ့အစောကိန်းတစ်ခုလုံးကလည်းအပေါင်းဖြစ်မယ်10ဖြစ်အောင်လို့က2 into 5ပြီး1 into 10ဆိုတာရှိမယ်ဒီစောကိန်းကိန်းတွဲကဘယ်ကိန်းတွဲနဲ့သုံးအောင်မလဲဆိုတာကအရင်ဆုံးအကျန်းလေးတွက်ကြည့်မယ်နော်ဒါ 2x နဲ့ x နဲ့2 into 5ကိုတွဲမယ်ဆိုတော့ဒီမှာ2ဒီမှာ5ထားမယ်ဆိုလို့ရှိရင်ဘာဖြစ်လာမလဲ 2x into 5က 10x x into 2က 2x ဒီကိုပေါင်းတဲ့အခါမှာ 12x ဖြစ်တယ်ဒီမှာ 9x ဖြစ်နေရဆိုတော့ဒီမှာယူထားတဲ့ကိန်းတွဲကနေရာထားတာအားနေလို့ဖြစ်နိုင်တယ်ဒီမှာရှစ်2နဲ့5လေးကိုအပေါ်အောက်လေးချိန်ပြီးတော့ပြန်စဉ်းစားကြည့်မယ်ဒီမှာ 2x အောက်မှာ x 5ကိုပေါ်မှာထားလိုက်မယ်2ကိုအောက်မှာထားမယ်တွေ့တဲ့ခါကျရင်များဒီလိုသွားမှာနော် 2x into 2က 4x x into 5က 5x ဒီပြောင်းလဲနှစ်ခုကပေါင်းပေးရမယ်ပေါင်းတဲ့အခါမှာဒါ 9x ရတယ် 9x ရတယ်ဆိုတော့ဒီမှာပေးထားတဲ့ 9x နဲ့ကိုက်ညီတယ်ဆိုရင်ချက်ချိတ်ကပုံစံအတွက်တာဝန်ထားရမယ့်နေရာကဒါလေးကအမှန်ဖြစ်တယ်ဒါလေးကိုချရေးမယ်ဒါ 2x အောက်မှာ x 2x နဲ့တွဲမှာက2 plus 2ပေါ့နော် x နဲ့တွဲမှာက plus 5ပြန်ပြောကြည့်မယ် 2x into 2က 4x x into plus 5က plus 5x ဒီကိန်းတစ်ခုကပေါင်းမယ်ပေါင်းလို့ရှိရင် plus 9x ရတယ်ဒါပေးထားတဲ့ 9x နဲ့ကိုက်တယ်ဒီကိန်းတွေကကြတော့အပေါ်အောင်မြောက်အောင်မှာဖြစ်တယ် 2x into x က 2x square 5 into 2က plus 10ဒါပေးထားတဲ့နှစ်ထပ်ကိန်းတန်းနဲ့ကိုက်ညီတယ်စာခွဲယူတဲ့အခါမှာကန့်လက်ပြကိန်းတွဲကိုယူပေးရမယ်ပေးထားတဲ့ကိန်းတန်းစာခွဲကိန်းဖြေက 2x plus 5ကတကွေ x plus 2ကတကွေရမယ်အဲဆိုဥပမာတစ်လေးကိုနားလည်မှထင်ပါတယ်ဥပမာနှစ်က 3x square plus 7x minus 6ကိုစာခွဲကိန်းခွဲပေးရမယ်အဲတော့ 3x square စာခွဲကိန်းခွဲလို့ရှိရင် 3x နဲ့ x နဲ့ minus 6ဆိုစာခွဲခွဲတဲ့အခါမှာအပေါင်းကိန်းတစ်ခုအနှုတ်ကိန်းတစ်ခုရမယ်ဒီမှာရှိတဲ့ဒုတိယကိန်းလေးကအပေါင်းဒါကြီးတဲ့ကိန်းကိုအပေါင်းကိန်းယူမယ် minus 6ဆိုတာက3 into minus 2 6 into minus 1ဒီမှာခွဲလိုက်တဲ့ကိန်းလုံးတွေကိုချက်ချက်ကမြောက်ကြည့်မယ်ချက်ချက်ကမြောက်လို့ရတဲ့အဖြစ်တစ်ခုပေါင်းလက်က plus 7 ဖြစ်တဲ့အသွဲကိုယူသုံးပေးရမယ်အကျန်းတွက်ကြည့်အောင် 3x x 3 into minus 2 3 minus 2မြောက်တဲ့ခါရတယ်လို့ဖြစ်မယ်နော်ဒီမြောက်လက်ကဒီမှာရေးမယ် 3x နဲ့ minus 2နဲ့ဆိုတော့ minus 6x x into 3က plus 3x ဒီတစ်ခုပေါင်းတဲ့အခါမှာ minus 3x ဖြစ်တယ်အဲဒါဆိုရင်မကိုက်ဘူးဆိုတော့ဒီကိန်းနှစ်ခုကိုအပေါ်ကပြန်ပြောင်းကြည့်လိုက်မယ် minus 2အပေါ်တင်လိုက်မယ်3ကအောက်မှာချလိုက်တယ် 3x into 3က 9x x into minus 2က minus 2x ဒီတစ်ခုပေါင်းလိုက်တဲ့အခါမှာ plus 7x ရတယ်ပြီးတော့စောက်ခွဲကိန်းရဲ့ထားမယ့်ပုံစံကဒီပုံစံအမှန်ဖြစ်တယ်ချက်ချက်ကများဆွဲမယ်ဒီဘက်ချမ်းမှာက 3x into x ဒီဘက်ကအချမ်းမှာရေးတဲ့ဆိုလိုပဲဒါက minus 2ဒီမှာ plus 3နော် 3x နဲ့ plus 3x ဆိုတော့ plus 9x x နဲ့ minus 2ဆိုတော့ minus 2x ဒီတစ်ခုပေါင်းတဲ့အခါမှာ
plus 7x ရတယ်ဒီမှာရှိတဲ့ကိန်းလုံးတွေကအပေါ်အောင်မြောက်ထားတာဒါ 3a square ဒီဘက်က minus 6ပေးထားတဲ့ကိန်းတန်း 3a square plus 7 minus 6နဲ့ကိုက်ညီတယ်စာကိုကိန်းယူမယ်ဆိုရင်အပေါ်ကကိန်းလုံးတစ်ခုကတူတယ်ဒီမှာတူတယ်ရမယ် 3a square plus 7 minus 6ရဲ့စာကိုကိန်းက 3x minus 2ကတကွင်း x plus 3ကတကွင်းရမယ်ဟုတ်ပြီတော့ဒါဥပမာနည်းလေးပါနားလည်မှထင်ပါတယ်ပုံစံရက်တစ်က 3a square plus 4 plus 13x ကိုပေးထားတယ်ဒီမှာကိန်းလုံးနေရာလေးကိုပြန်ပြောင်းလိုက်မယ် 3a square plus 13x plus 4ပေါ့နော် a square plus bx plus c ပုံစံပြန်ဝင်အောင်ရေးလိုက်တယ်ပြီးဆိုရင် 3a square ကိုစာဝင်ခွဲမယ်ဒီမှာရှိတဲ့ 4 ကိုလည်းစာဝင်ခွဲမယ် 3a square ဆိုတာက 3x into x 4ဆိုတာက 2 into 2နောက်တစ်ခုက4 into 1ဆိုတာရှိမယ် 3x x 2 into 2ကိုယူမယ်ဆိုရင် 3x into 2က 6x x into 2က 2x ဒီတစ်ခုပေါင်းတဲ့အခါမှာ 8x ရတယ် 8x ရတယ်ဆိုတော့ပေးထားတဲ့ကိန်းရဲ့ဒုတိယကိန်းနေရာနဲ့မကိုက်ညီဘူးနောက်ကိန်းတွဲတစ်ခုကိုစဉ်းစားမယ် 3x x 1 4 3x into 4က 3x x into 1 x ဒါပေါင်းတဲ့အခါမှာ 13x ရတယ်ဒီမှာထပ်စဉ်းစားစရာတစ်ခုက1နဲ့4မှာအကယ်၍4ကိုပုံမှာထားခဲ့လို့ရှိရင်အဖြေဘယ်လောက်ရမလဲ4နဲ့1ကိုနေရာချင်းလဲလိုက်တယ် 3x into 1က 3x x into 4က 4x ဒါလေးကိုပေါင်းတဲ့အခါကျတော့ဒါက 7x ပဲရတယ်စကွဲကိန်းခွဲထားတဲ့ကိန်းလုံးတွေရဲ့နေရာထားတာနဲ့ထွက်လာတဲ့အဖြေကဘယ်သူတော့ဘောနော်အဲ့ဒါကိုတွေ့ရင်းနဲ့ချိန်ဆတက်တော့မှာပါဒါကတော့စမ်းတွက်လိုက်တဲ့ကိန်းတွဲ3တွဲမှာဒီရဲ့တွဲကပေးထားတဲ့ကိန်းတန်းမှာရှိတယ် bx နဲ့ကိုက်ညီတယ်အဲကြောင့်မလို့ဒီတွဲလေးကိုသုံးပေးရမယ်နောက်ဒီမှာ 3x into x plus 1အောက်မှာက plus 4ဒါလေးက 3x ရမယ်ဒါလေးက x ရမယ်ဒီတစ်ခုပေါင်းလိုက်တဲ့အခါမှာ13x ရမယ် 3x into x က 3x square y into 4က plus 4ဒါကြောင့် 3x square plus 4 plus 13x ရဲ့အဖြေက 3x plus 1တကွင်း x plus 4တကွင်းရမယ်ဥပမာနှစ်ပုံနဲ့ပုံစံနဲ့တစ်ပုတ်နားလည်မထင်ပါတယ်နားလည်လို့ဆိုရင်လက်ရှိက 4.8 ရဲ့နံပါတ်1လေးကိုအရင်ဆုံးတွက်ကြည့်ကြမယ် exact 4.8 ရဲ့နံပါတ်1ကကြီး x square plus 22x plus 121ကဥမာတစ်ရှေ့မှာရှင်းပြပြီးတော့ပြီပေါ့နော်ခါကွေးကနေစကြည့်အောင်အဝေးမေကုန်းက x square plus x minus 12ပေးထားတယ် x square ကိုစာဝင်ခွဲတာ x ရယ် x ရယ် x နှလုံးအပေါ်အောင်မြောက်ရင်ဒါ x square minus 12ကိုခွဲမယ် minus 12ကိုခွဲရင်တစ်လုံးကအပေါင်းကိန်းတစ်လုံးကအနှုတ်ကိန်းအလယ်ကိန်းအပေါင်းဆိုတော့ကြီးတဲ့ကိန်းကိုအပေါင်းကိန်းယူမယ် minus 12ရဲ့စာဝင်ကိန်းမှာနှစ်ခုရှိမယ်6 into minus 2ရယ်4 into minus 3ရယ်ရှိမယ်ဒီမှာက plus 1ပဲရမယ်ဆိုတော့4နဲ့3အတွဲကိုသုံးမယ် plus 4ဒီမှာက minus 3 plus 4 into minus 3ဆိုတော့ဒါ minus 12ပေးထားတယ် minus 12နဲ့ကိုက်တယ် x into minus 3 က minus 3x x into 4 plus 4x ပေါင်းပေးရမှာ plus x ရတယ်ဒီအောက်ကကိန်းတန်းကြည့်လို့ရှိရင် a square plus x minus 12ဆိုတော့ဒီမှာပေးထားတဲ့ကိန်းတန်းနဲ့ကိုက်ညီတယ်အဲကြောင့်မို့ဖြေပြန်ရေးရမှာ a square plus x minus 12 equal to x plus 4 into x minus 3ကငယ်က a square minus 78 plus 72ပေးထားတယ် a square ရဖို့အတွက်က x into x ဒီ x နဲ့ x နဲ့ဒေါင်းလိုက်မြောက်ရင် a square ဖြစ်တယ်72ကိုခွဲမယ်72ခွဲတဲ့အခါမှာအလယ်ကိန်းကိုလည်းကြည့်ရအလယ်ကိန်းကအနှုတ်ဖြစ်တဲ့ကြောင့်မလို့72ခွဲတဲ့ကိန်းနှလုံးစလုံးကအနှုတ်ကိန်းတွေဖြစ်တယ်အဲ့တော့82ရအောင်ဘာတွေခွဲလို့ရမလဲ minus 2 into minus 36 minus 3 into minus 24 minus 4 into minus 18 minus 6 into minus 12 minus 8 into minus 9နော်ပြန်မြောက်လို့ရှိရင် plus 72ဖြစ်ရမယ်ဒီတစ်ခုကိုပြန်ပေါင်းလို့ရှိရင် minus 70ရရမယ်ဒီအတွဲလေးတွေပေါင်းကြည့်မယ်ပေါင်းကြည့်တော့ minus 8 plus minus 9က minus 70ရတယ်ပုံမှာ minus 8ရေးလိုက်ရတယ်အောက်မှာတော့ရေးလိုက်ရတယ်နောက်ဆုံးကိန်းတွဲကတူထွက်လာမှာ minus 8ကဒီမှာရေးပတ်ထားပါတော့ဒီမှာ minus 9ရေးပဲရတယ်ပြီးမြောက်မယ်
x into minus 9 က minus 9x x into minus 8က minus 8x ဒီမြောက်လို့ရတဲ့အဖြေတစ်ခုကပေါင်းပေးရမယ်ပေါင်းတော့ minus 78ရတယ်ဒီမှာတော့ plus 72ပြရတဲ့ကိန်းကိုက်ညီတယ်ဒါကြောင့်အဖြေက x minus 8ကတကွေ x minus 9ကတကွေရမယ်အစကားငယ်လေးနားလည်းပဲထင်ပါတယ်ကာကြီးလေးကြည့်အောင် x square minus 3x minus 28ပြရတယ်28ကိုစာအုပ်ကိန်းခွဲရမယ်လက္ခဏာပါထည့်စဉ်းစားရမယ်တစ်လုံးကပေါင်းတစ်လုံးကနှုတ်အလယ်ကိန်းကအနှုတ်ပြလိုက်ကြမလို့ကြီးတဲ့ကိန်းကိုနှုတ်ထားမယ် minus 7 into 4 minus 14 into 2ဒီကိန်းနှလုံးပြန်ပေါင်းကြည့်ကိုတွဲရမယ့်ဖြေထွက်လာပြီ minus 7 plus 4 minus 3ရတယ်ဒီကိန်းတွဲကိုသုံးလိုက်ရပါပြီအဲ့တော့ x square ဆိုတာက x into x minus 7 နဲ့ plus 4ကိုသုံးမှဖြစ်တဲ့ကြောင့်မလို့ဒီမှာ minus 7 မှာ plus 4 x into minus 7 က minus 7x x into 4 က plus 4x x into x က a square minus 7 into minus 4 က minus 28 minus 7x နဲ့ plus 4x ပေါင်းတဲ့အခါ minus 3x ဆိုပေးထားတဲ့ဂိမ်းနဲ့ a square minus 3x minus 28ရဲ့ဆောက်ဂိမ်းက x minus 7တကွင် x plus 4တကွင်ရမယ်ငါအမေကa square minus 81 plus 24x ဒါလေးကိုနေရာလေးပြောင်းကြည့်အောင် a square plus 24x minus 81ဒီကိန်းတန်းလေးကိုစာအုပ်ခွဲရမယ် minus 81စာအုပ်ခွဲတဲ့အခါမှာပေါင်းကိန်းတစ်ခုအနှုတ်ကိန်းတစ်ခုအလယ်ကိန်းကပေါင်းပြီးတဲ့ကြောင့်မလို့ကြီးတဲ့ကိန်းကပေါင်းကိန်းယူမယ် plus 9 into minus 9ဟုတ်က plus 27 into minus 3 27 plus minus 3ဆိုရင် plus 24ရမယ်ဒီကိန်းတွဲသုံးပေးရမယ် a square အတွက်က x into x minus 81အတွက်က plus 27 into minus 3ညာကောင်းလေးတက်မယ် x into minus 3က minus 3x x into plus 27 plus 27x ဒီတစ်ခုပေါင်းလိုက်တဲ့အခါမှာ plus 24x ရမယ်27 into minus 3က minus 81 x into x က a square ပြရတဲ့မိကုန်းနဲ့ပြန်တိုက်ကြည့်နော်ဖြည်းဖြည်းရေးပေးရမှာ x square plus 24x minus 81 equal to x plus 27 into x minus 3စာလုံးမိကုန်းက x square plus 64 minus 16x အဲ့ဒါလေးကို 16x ကလေးကိုအလယ်ကိုပြောင်းပြီးတော့ရေးပြီးတော့မယ်အလယ်ကိန်းက minus ကိန်းဒီကိန်းက plus 64ရဲ့စာအုပ်ကိန်းတစ်ခုလုံးကနှုတ်ကိန်းလေးဖြစ်တယ်64ရအောင်လို့ minus 2 into minus 32 minus 8 into minus 8ခွဲတဲ့ကိန်းနှလုံးကိုပေါင်းကြည့်မယ် minus 8 plus minus 8ဆိုတော့ minus 16ရတယ်ချက်ချက်ကမြောက်မယ်ဒီမှာ x ဒီမှာ x minus 8နှလုံး x into minus 8က minus 8x ဒီပုံမှာလဲ minus 8x ဒီဘက်တစ်ခုကပေါင်းပေးရမယ် x into x က a square minus 8 into minus 8 က plus 64ဒီကိန်းတစ်ခုပေါင်းတာက minus 16x ပြရတဲ့ကိန်းတိုင်းရဲ့ဆောက်ခွဲကိန်းက x minus 8ကြီးပဲကိုနှကွင်းဖြစ်မယ်အဲ့တော့ x minus 8 the whole square ဟုတ်ပြီနော်အဲ့ဒါဆိုဒါလေ့ကျင့်ခန်း 4.8 ရဲ့နံပါတ်1ပါဆိုတော့ grade သင်ခန်းစာကိုဒီနံပါတ်1မှာအဆုံးသတ်ပါမယ်နောက်သင်ခန်းစာမှာနံပါတ်2ကိုဆက်ပြီးတော့လေ့လာကြပါမယ်နော်ဒီနေ့မြောက်ပြသင်ခန်းစာလေးတွေအားလုံးအတွက်ကြိုးရှိမယ်လို့ပြောလေးပါတယ်ကြိုးရှိတယ်ဆိုရင် Maskai MM channel ကို like subscribe share လုပ်ပြီးကြည့်ရှုပေးနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ